ကဒီရက်ဒီရွေးတာလို့ကဲပါတော့ပြတဲ့ဟောင်းရွေးတယ်ရွေးတယ်ဆိုင်လိုက်ပိုင်းတော့ထဲမှာပဲဓာတ်ပို့တယ်ဟုတ်လားနိုင်ပါနိုင်ကြရပါအားမျိုးအဲ့တော့ဘူးကြော်ရဘူးကြော်ရတူးရောကြိုက်တာမဟုတ်လားဘူးကြော်လည်းကြိုက်တယ်ဒါပေမဲ့ဒီဘူးကြော်ကိုဘယ်မှာစားဟိုးနောက်ကကြားတွေကပုတ်ပွားတောင်အသေးသေးလေးပဲမြင်ရ我叫你。不老我就我叫。ဆိုလို့ရှိရင်ဆိုင်မုတ်ကကြိုးဆိုပါဤဒီမှာဆိုရင်ဒီတဲ့ရဆိုရင်မင်္ဂလာရှိပါစေဆက်သွားပြီးတော့ဒါဆိုလို့ရှိရင်တီရိကေဟာ3ဘတ်မြင်3ဘတ်မြင်စလုံး3လုံးပေါ်ပါတယ်ဘယ်ကတော့အတက်လားဒီငါတီမုတ်စားရအောင်မလားမဟုတ်ဟုတ်တော့နောက်ပါလားမိုက်မကြတော့ဖျားကြရခဲ့ကြတယ်ဒီလေးကမင်းမီရှိရရိုက်ပြရ哎哇，你这谢谢你，这可以你们哎，这可以的。ကဘာလုံးစစ်ဒီကြမှာဆောက်ဟမ်ကဘာလုံးစစ်ဒီကြမှာဖွေးပါတော့မှာဟောရောက်ဖွေးရမှာရောက်ဖွေးတော့ငါဒီကလာပါမရဘာဟန်လို့ပြောဟာမရရောဆက်ပါလားတော့တက်ဒီလေးကိုထည့်ဟုတ်လားအော်နေဘူးလို့တပြင်းနေမှာကျွန်တော်တို့အခုသွားနေရတော့ရေထွက်ဖျားကိုဖြစ်ပါတယ်
ဒီရွာလူတွေကဒီရေထွက်ကိုနဲ့ရေလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်ဒီရေထွက်ဖျားဆိုတာဘယ်နေရာလဲဆိုရင်ဒီမြောက်တော်ရွာတွေ့ရလုံး water supply ပေးထားတဲ့ဒီ water source နေရာတစ်ခုပေါ့နော်သူကဒီတောင်ကြားထဲမှာရှိတယ်စိန်ဆန်းရေပေါ့အောက်ပြီးအောက်ရွာတွေမှာကြတော့ကြိုက်တဲ့နေရာမှာတူရေထွက်တယ်မြေချောင်းအင်းအိုင်တွေပေါ်များတယ်ဒီရွာရဲ့အနီးပတ်ဝန်းကျင်မှာမြေလည်းမရှိဘူးချောင်းလည်းမရှိဘူးရေတွင်းတူးလာရတယ်တူးချင်တိုင်းနဲ့တူးလို့မရဘူးတူးတဲ့နေရာတိုင်းရတယ်ရေထွက်ချင်မှထွက်တယ်ဒါပေမဲ့ဒီထွက်တဲ့စိန်ဆန်းရေကဒီတရွာလုံးကိုလောက်လောက်ငါငါသုံးပြလို့ရတယ်ဒါကဒီရွာရဲ့ထူးခြားတဲ့အရာတစ်ခုပေါ့နေငါတော်တော်မောနေရေဘူးမချောဟာအတော့အချီတော့အဒီတစ်ချီတော့မချောမှာဟုတ်တယ်ရေပုံရောက်ပြီရေပုံဟာရေပုံရောက်နေပါရှင်းပြအောင်လေဒီရေပုံကငုံတော့ရွာတွေကလူတွေကဒီမှာလာပြီးတော့သုံးရည်တွေရောလာခတ်တယ်ရေလေးလာချိုးကြတယ်ရွာတွေကအဲ့မှာရေမရောက်သေးဘူးအဲ့လိုလေဒီအလုံးကဒီထိတ်ထိလာပြီးတော့ယူရတာ东狗们的东狗，你给你看，那不干去。係嘛啫？ရေစီးလာတယ်ဟိုထိတ်ကနေပြီးလိုင်းလေးတွေခွဲသွားပြီလိုင်းလေးတွေခွဲပြီးသူ့ပိုက်လိုင်းတွေသူ့သွားဒီထိတ်ကနေညောင်းနေရမရှိတော့ညောင်းကမရှိရအခုကတော့ဒီကန်းကနေပဲရွာတွေကိုအကုန်ပြန်ဖြတ်တော့မြောင်းအောင်နေကြတယ်ဒီမြောင်းအောင်နေရတယ်တော့ရှေးစီးရပါရှေးစီးပြီးခဏရှေးပုံသွားအဲ့တော့ပိုက်တွေပါတယ်မရှိသေးဘူးသူတို့ဒီရေမြောင်းနဲ့ပဲတွေ့ကြတာပေါ့ဒါလေးကသူတို့တကယ်တေချာထိန်းသိမ်းတော့လူစိတ်ဝင်စားမယ့်နေရာတစ်ခုဖြစ်လာအောင်အောင်ရှင်းကြတယ်သူကဒီတောင်ကြားရထွက်တဲ့စိန်ဆန်းကြီးပေါ့နော်ဒီသားခံနေရတယ်နဲ့ရီလို့လည်းခေါ်တာပေါ့အခုအင်ဂျီ900လောက်ရှိမှာပေါ့အဲ့ဒါလောက်တယ်ဒီရန်တစ်နှစ်ပတ်လုံးရှိထွက်နေပေါ့ရှင်းပြတယ်ဗျဖြတ်ကင်းလုပ်လို့လည်းကောင်းတယ်ဒါကအခုပိုက်နဲ့တွေ့ထားပြီးတော့ပြရေစတိုရေးလုပ်နေရပါရှိတာကြာနေရပြီချော်လဲမယ်နော်ချော်မလဲအောင်လိုက်
ဒီဗီဒီယိုလေးကိုနှစ်သက်သဘောကျရဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်လူတွေပါရောခုနကမှလာသွားတာတွေ့ရှေ့ရရောက်တွေ့ရေတန်ကြားနေရတယ်ရေအကုန်လုံးကိုပြန်ထုလိုက်ရင်ဒီလောက်ရတယ်ဗောနော်ဟောပါမရေ 你踩嘞？ ချီတွန်းတဲ့ကြောက်ခဲလေးပဲဖြစ်ပါတယ်ကလေးဘိုးကြီးလှုပ်ပြီးချီတက်လာပါတယ်နောက်ဘလော့တွေမှာလည်းဘလို့အကြောင်းအရာတွေကိုစိတ်ဝင်စားလဲဆိုတာကိုကွန်မန့်မှာအကြံပြုသွားနိုင်ပါတယ်အားလုံးကျမ်းမာချမ်းသာပါ